ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့မေးကြရွေးချယ်အောင်လဲဆိုရင်ဘယ်ဘိုင်းတွေကိုထည့်ပြီးတော့သင်စဉ်းစားအောင်ပထမဆုံးအနေနဲ့ကလောက်ကင်ခွင့်လဲလောက်ကင်ခွင့်ထဲမှာဘယ်ဟာအဓိကကျလဲဆိုရင်လက်ရှိခေတ်အနေနဲ့တွက်မယ်ဆိုရင်ဘယ်လိုမေဂျာမျိုးတွေကကျောင်းသားအတက်ပြားနေတယ်လူမေဂျာမျိုးတွေကတော့တကယ်လုပ်ငန်းခွင်မှာသုံးဝင်နေဆိုတာကိုတော့ကျောင်းသားတွေပြီးမှရအောင်ဒုတိယတစ်ခုအနေနဲ့ကကိုယ့်ရဲ့ financial situation ကိုပြီးမှရလို့။ဘာကြောင့်လဲဆိုတော့ university တက်တယ်ဆိုတာကျွန်တော်တို့အချိန်ကိုအနည်းဆုံး၄နှစ်လောက်အစပြီးပေးရတယ်။ဒီရှေ့ investment ဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်နဲ့တစ်နှစ်ကုန်ကျစရိတ်ကတူမှာမဟုတ်ဘူး။ဒါကြောင့်ကိုယ့်ရဲ့မိသားစုကနှစ်စဉ် support လုပ်ပေးနိုင်ရလား။ကိုယူမဲ့နေကြရောထိုင်းနိုင်ငံမှာဆိုရင်ဒီနန်းကြီးအများကြီးနေကြမျိုးလားဆိုတာကိုလေ့လာပြပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကျတော့ကိုရွေးချယ်မယ့် university ရဲ့ background နဲ့ reputation ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာ university အများကြီးရှိတယ်ဒါပေမဲ့တစ်ကြောင်းနဲ့တစ်ကြောင်းအားသာချက်မတူဘူးလို့အားနည်းချက်လည်းမတူဘူးချို့ကြတော့ IT ဘိုင်းမှာအားသာတာရှိတယ် business ဘိုင်းမှာအားသာတာရှိတယ်တချို့ကြတော့လည်း engineering ဘိုင်းနဲ့ art ဘိုင်းမှာအားသာတာရှိတယ်ကိုကဘယ်မေဂျာကိုရွေးချယ်မယ်ဆိုတာသိပြီဆိုတော့ဒီအချက်တွေကိုထည့်သွင်းစဉ်းစားဖို့ကိုလုံးဝမမေ့ပါဘူး